အော်ကာဝေလာငါးတကောင်ဟာရေမျက်နှာပြင်ပေါ်ရုတ်တရက်ခုန်ထွက်လာပြီးအမျိုးသားရဲ့ကနူးလေကိုတားနေပါတယ်။သူ့မေမေကိုကယ်တင်ဖို့တောင်းပန်နေတာပါ။ဒါပေမဲ့ကနူးလေပေါ်ကအမျိုးသားကအော်ကာဝေလာငါးလေးရဲ့ရွေချက်ကိုနားမလည်ပဲလက်ပြန်ပြီးကနူးလေကိုအမြန်လော်ရင်ထွက်ပြေးနေပါတော့တယ်။စိတ်လောနေတဲ့အော်ကာဝေလာငါးလေးလည်းလက်မလျှော့ပါဘူး။လှေရဲ့ပန်ကတလက်ကသူ့ကိုရိုက်မိမှာကိုတော့မကြောက်ဘဲအခြားလေတစ်စီးရှိစီသွားပြီးခြေခွဲစရာအတန်းနဲ့ဆက်អော်နေပါတယ်။လှေပေါ်ကအမျိုးသားလည်းဒီအော်ကာဝေလာငါးလေးကိုဗဇက်ထဲကျိုးနဲ့ညှိနေတာထင်ပြီးကျိုးဆွဲထုတ်ပေးဖို့လုပ်နေပါတော့တယ်။ဒါပေမဲ့အော်ကာဝေလာငါးလေးကကျိုးကိုအသေးကိုက်ထားပြီးရေထဲဆင်းသွားပါတယ်။ပြီးတော့ရေပေါ်ပြန်ပေါ်လာပြီးဗဇက်ကနေအော်နေပြန်ပါတယ်။သူစိတ်လောနေတဲ့ပုံကိုကြည့်ရတာအကူကြီးတစ်ခုခုတောင်းနေတယ်လို့ပါပဲ။ဒီထူးဆန်းတဲ့အပြုတ်မှုကိုကပတိန်လည်းသတိထားမိသွားပါတယ်။တရိတ်ဆန်တွေလမ်းတားနေဆိုတာအကြောင်းရင်းရှိကြတယ်ဆိုသလိုကပတိန်လည်းဒီအော်ကာဝေလာငါးလေးကအခက်အခဲတစ်ခုကြုံနေရလို့နဲ့တူတယ်ဆိုပြီးသူ့နောက်လိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အော်ကာဝေလာငါးလေးလည်းကပတိန်ကသူ့ကိုကူညီမလို့ဆိုတာကိုသိပြီးရှေ့ကနေလမ်းပြခေါ်သွားပါတော့တယ်။သူတို့တွေလိုင်ကူကိုဖြတ်ပြီးတာနဲ့အော်ကာဝေလာငါးလေးကဒါရိုက်ရှင်ပြောင်းပြီးနောက်တနေရာစီကူးသွားပါတယ်။10မိနစ်ကျော်ကြာပြီးတဲ့နောက်အော်ကာဝေလာငါးလေးကရေကူးလာရက်သွားပြီးသူ့ဘေးပတ်လည်မှာအော်ကာဝေလာငါးတွေအများကြီးဝိုင်းနေပါတယ်။အော်ကာဝေလာငါးလေးကအောက်ဆင်းသွားတော့ကပတိန်လည်းလိုက်ဆင်းသွားရင်ဝေလာငါးမေမေကကျိုးနဲ့ပတ်မိနေတာကိုတွေ့လိုက်ရပါတယ်။ကြည်ရတာအဲ့ဒီနေရာမှာပိတ်မိနေတာကြာပြီးနဲ့တူပါတယ်။အော်ကာဝေလာငါးလေးကသူ့မေမေအောက်ကိုကူးသွားပြီးမေမေခန္ဓာကိုယ်ကိုမပေးထားပါသေးတယ်။မေမေရဲ့ဝေဒနာကိုတက်တာစေချင်လို့နဲ့တူပါတယ်။ပြီးတော့ကပတိန်တို့ကိုအော်ပြနေပြီးသူ့မေမေကိုကယ်တင်ပေးဖို့တောင်းပန်နေတယ်လို့ပါပဲ။အော်ကာဝေလာငါမေမေကကျိုးနဲ့အပတ်ခံထားရတော့ရေမျက်နှာပြင်ပေါ်တက်ပြီးအသက်မရှူနိုင်တော့ဘူးပေါ့။တကယ်လို့အချင်းမီမလွတ်မြောက်နိုင်ဘူးဆိုရင်ရေထဲမှာပဲသေသွားနိုင်ပါတယ်။သူ့မိသားစုတွေလည်းဘေးပတ်လည်မှာစိတ်တွေလောနေတော့တာပေါ့။ဒါပေမဲ့ဘာမှမလုပ်ပေးနိုင်ဘူးလေ။အော်ကာဝေလာငါမေမေဟာအသက်ရှူရစခတ်နေပါပြီ။ကပတိန်နဲ့အချင်းမီတွေ့လို့တော်သေးတာပေါ့။ကပတိန်လည်းသူ့အချင်းတွေကိုမြင်တာနဲ့အချိန်ထက်နှောင်းလို့မဖြစ်တော့ဘူးဆိုပြီးဓာတ်တစ်ချောင်းကင်ထားရင်အော်ကာဝေလာငါမေမေကိုလွတ်မြောက်အောင်လုပ်ပေးဖို့သူ့စီကူးသွားလိုက်ပါတယ်။တကယ်တော့ဒီပြုတ်မှုဟာအတော်ကိုအနေများလာပါတယ်။အော်ကာဝေလာငါကိုတွားဆွမိတာနဲ့တင်းငယ်တဲ့လူသားတွေရဲ့အဖြစ်ကမတွေ့ရစရာပါပဲ။ဒါပေမဲ့ဉာဏ်ရှိတဲ့အော်ကာဝေလာငါဟာဒီချင်းတစ်ချောင်းတဲ့လူသားကသူ့ကိုကယ်တင်ပေးဖို့လုပ်နေတယ်ဆိုတာသိတော့ငြိမ်ငြိမ်လေးနေပေးနေပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့စိတ်ထားပြူစင်သူပရိသတ်ပေါင်းတို့လည်းဒီကပတိန်နဲ့အော်ကာဝေလာငါမေမေတို့အတွက်ဆုတောင်းပေးကြပါဦးနော်။ဒီကပတိန်ရဲ့တက်တိရှိရှိကယ်တင်ပေးမှုကြောင့်အော်ကာဝေလာငါမေမေလည်းနောက်ဆုံးမှလွတ်မြောက်သွားမှာတော့တယ်။လွတ်လပ်မှုကိုရသွားတာနဲ့ကလေးနာကိုအမြန်ကူးသွားရှာပါတယ်။ကပတိန်လည်းပြန်မို့လုပ်နေတဲ့အချိန်အော်ကာဝေလာငါမေမေပြန်ရောက်လာပါတယ်။လက်ဆောင်ဖြစ်ငလစ်ကြောက်တစ်ကောင်ကိုပါကြိုက်လာပေးပါသေးတယ်။ဒါကအော်ကာဝေလာငါမေမေရဲ့ကျေးဇူးတင်ကြောင်းပြနည်းတစ်မျိုးပေါ့။ပြည်တာနဲ့သူတို့ဟာကပတိန်တို့ကမ်းပေါ်ရောက်တဲ့အထိသူတို့လေဘေးနားကနေလိုက်ကာကွယ်ပေးနေပါတယ်။ပြီးတော့သူတို့နဲ့သူတို့ဟန်နဲ့ကျေးဇူးတင်ကြောင်းထပ်ပြနေပါသေးတယ်။နောက်ဆုံးမှအော်ကာဝေလာငါမေမေလည်းသူ့ကလေးကိုခေါ်ပြီးပြန်သွားပါတော့တယ်။ပရိသတ်တို့ဘလို့မြင်ကြပါသလဲ။တက်ရှိတော်တိုင်းကမေတ္တာတရားကိုစီရှိကြတယ်မလား။